ဖီးဖာပေါ့နော်ဒီလိုမျိုးဖီးဖာကိုမှအစိမ့်သီးပေါ့နော်အစိမ့်သီးလေးကိုခွာပြီးတော့ဒီလိုအစိမ့်သီးလေးကိုခွာပြီးတော့ထောင်းမယ်ပေါ့နော်မယန်းသီးအစားထိုးဝိစုသီးအစားထိုးထောင်းပါမယ်ဟိုဘက်ထိပ်ဒီဘက်ထိပ်လေးဖြတ်လိုက်ပြီးတော့ဒီလိုလေးခွဲပြီးအစီလေးထုတ်ပြီးတော့ထောင်းမယ်ပေါ့နော်ဒါလေးကပဇွန်ချောက်လေးထောင်းထားတာပါဒါလေးကတော့ငေယူသီးနဲ့ကြက်သွန်ဖြူနဲ့ရောပြီးထောင်းထားတာပေါ့နော်မြေပဲဆန်လှော်ထားတာလေးကိုဆက်ပြီးထောင်းထားပါတယ်ခဏနေရင်တော့သမင်မျက်လုံးလို့ခေါ်တဲ့ဖီးဖာလေးကိုထောင်းပါမယ်ပြီးရင်စားလေးနည်းနည်းထည့်ပြီးရောလိုက်ပါမယ်နော်ဖီးဖာအစိထုတ်ထားတာလေးတွေကိုထောင်းပါမယ်ဖီးဖာထောင်းလို့ရသွားပါပြီနော်ကြည့်ရအောင်မယန်းသီးလေးနဲ့တူတယ်နော်